မင်္ဂလတုတ်အထုပ္ပကမြတ်စွာဘုရားမင်္ဂလာတရားမဟောကြားမီရှေ့အဖို့ကပင်လောက၌မင်္ဂလာပြဿနာပေါ်ပေါက်လျက်ရှိနေပါသည်လောက၌နှစ်သက်ပွဲအကောင်းဟုအတိအမှပြုထားအပ်သောအာယုံ၅ပါးကာမဂုဏ်တရားများရှိနေခဲ့ရာအချို့ကမျက်စိဖြင့်မြင်ရသောနှစ်သက်ဖွယ်အဆင်းမျိုးစုံယူပါယုံတွေကိုမင်္ဂလာဟုပြောဆိုကြပါတယ်အချို့ကနားဖြင့်ကြားရသောနှစ်သက်ဖွယ်အသံမျိုးစုံတတ္တယုံတွေကိုမင်္ဂလာဟုပြောဆိုကြပါတယ်အချို့ကအနံမျိုးစုံကန္တာယုံအချို့ကအယတာမျိုးစုံယတာယုံအချို့ကအတွေ့အထိမျိုးစုံဖွတ်ထဘာယုံတွေကိုမင်္ဂလာဟုပြောဆိုနေကြပါတယ်တဦးအယူအဆကိုတဦးကလက်မခံတဦးကိုတဦးလည်းသဘောပေါက်နားလည်အောင်ရှင်းမပြနိုင်ကြပဲငင်းခုန်မဆဲဖြစ်နေကြရာထိုမင်္ဂလာပြဿနာမှာလူပြေ၌သာမကနတ်ပြေမြမပြေများသို့ပင်ကြရက်ရိုက်ခါမင်္ဂလာကိုကြံစီကြရင်နတ်မြမာတွေလည်းသုံးမျိုးကွဲကြရပေသည်ထိုပြဿနာမှာ12နှစ်ကြာအောင်မပြေမလဲဖြစ်ခဲ့ရာ12နှစ်လွန်မြောက်သောအခါဒါဝရိန္ဒနတ်တို့ကထိုပြဿနာကိုတရားမင်းထံတင်ပြ၍အဖြေပေးရန်တောင်းပန်ကြသောကြောင့်တရားမင်းကမြတ်စွာဘုရားထံလျောက်ထားရန်နတ်သားတစ်ပါးကိုတာဝန်လွှဲအပ်ပြီးကမိမိနှင့်အတူတကွနတ်အများပါမင်္ဂလာတရားနာကြားရန်မြတ်စွာဘုရားထံရောက်လာကြပြီးတာဝန်ပေးအပ်သောနတ်သား၏လျောက်ထားချက်အရာမြတ်စွာဘုရားမင်္ဂလာတရားတော်ကိုဟောကြားတော်မူခဲ့ပါသည်ထိုဟောကြားတော်မူသောမင်္ဂလာတရားတော်သည်ကယံမင်္ဂလံဒွါဒတ္တဟိစိန္ဒယိန်တုသရိဝကံသောဌာနံနာတိကေသံတိအထသိမ့်သင်္သမင်္ဂလံဒေတိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမဟိဧဝံမေတုတံဧကံသမယံဘဂဝါတာဝိထိယံဝိဟရတိဇေတဝနေအနာထပိန္တိကတအာရာမိအထာကောအညတရာဒေဝတာအဘိကန္တယရတိယဘိကန္တဝနာကေဝလကပံဇေတဝနံဩဘာတိတဝါယေနဘဂဝတေနုပသင်္ကမိဥပသင်္ကမိတဝါဘဂဝန္တံဘိဝါရိတဝါဧကမန္တံအထာတိဧကမန္တံထိတာခောသာတိဝတ္တာဘဂဝန္တံဂါထာယဣဇဘာတိဘဟုဒေဝမနုဿာသမင်္ဂလာနိအစိန္ဒယုံအာကင်ခမာနာသုထာနံပြုဟိမင်္ဂလာမုဒ္ဓမံအသေဝနာသဘာလာနံဗန္ဓိတာနိသသေဝနာပူဇာသပူဇနေယနံဧတံမင်္ဂလာမုဒ္ဓမံပတိရူပဒေသဝါသောသပုပ္ပေသကတပုံညတာအတ္တသမ္မာပဏိတိသဧတံမင်္ဂလာမုဒ္ဓမံဘာဟုသေစင်သသိပင်သဝိနယောသသုသိခိတောသုဘာတိတာသာယဝါစာဧတံမင်္ဂလာမုဒ္ဓမံအာဒပိတုဥပဋ္ဌာနံပုဒ္ဒဒါရတသင်္ဃဟောအနာကုလသာကမ္မန္တာဧတံမင်္ဂလာမုဒ္ဓမံအာနိသဓမ္မစရိယာသညာတကာနိသသင်္ဃဟောယ
အနာဝိဇာနိကမ္မာနိဧတံမင်္ဂလမௌဒ္ဓမံအာရတိဝိရတိပါပါမေဇပါဏာစတံယမောအပမဒောစာဓမ္မေတုဧတံမင်္ဂလမௌဒ္ဓမံဟာရဝဇာနိဝါဒောစတံတုဋ္ဌိစဂတိညုတာကာလေနဓမ္မတဝနံဧတံမင်္ဂလမௌဒ္ဓမံခန္ဒီသသောသတ္တသမနာနိသဒတနံကာလေနဓမ္မတာကိစ္ဆာဧတံမင်္ဂလမௌဒ္ဓမံတဘောဇပြမစရိယံသရိယသစ္စာနာဒတနံနိဗ္ဗာနသစ္စိကရိယာသဧတံမင်္ဂလမௌဒ္ဓမံဘုဒ္ဓတလောကဓမ္မေဟိစိတ်တံယတနာကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလမௌဒ္ဓမံဧတာရိတာနိကတဝါနာသဗ္ဗဓမ္မပါရာဇိတာသဗ္ဗထသုထေကိသန္တိတံတေတံမင်္ဂလမௌဒ္ဓမံမင်္ဂလသုတ်တံနေဋ္ဌိတံ